Mama. Di Lanley ga down moyali dia ဖြစ်တဲ့မွန်ချမ်းကိုသွားတဲ့လမ်းလေးပေါ့နော်နေချင်းပြန်သွားလို့ရပေမဲ့မွန်ချမ်းမှာတညအိပ်ဖို့အတွက်အစီအစဉ်ဖြစ်ခဲ့တယ်မွန်ချမ်းမရောက်ခင်မိနစ်20အလိုမှာနေရာလေးတစ်ခုရှိရဲအဲ့မှာလေး jungle coaster zip line quick jet ကစားနည်းမျိုးစုံဆောလို့ရတယ်ကိုကတော့အမြင့်ကြောက်လို့ jungle coaster တစ်မျိုးပဲစီးရဲအဲ့ဒါစီးဖို့တော့နော်တနားခွဲ line up လောက်ရတယ်တော်တော်လေးစိတ်ရှိရှိနဲ့လောက်ရတော့နေဘူးကြီးထဲမှာအပြည့်ပဲလူကတကယ်တမ်းစီးတော့လေ3မိနစ်ပဲစီးရတယ်zip line ကကြတော့သူကဒီ station by station နဲ့သွားတာဒီရန်ကုန်မှာရှိသလိုမျိုးဒီဟိုဘက်နဲ့ထိတ်နေဒီဘက်ထိတ်လေးပဲမဟုတ်ပဲねသူက station by station သွားတာအဲ့ zip line အပြီး station နဲ့အားလုံးအပြီးစီးဖို့ဆိုလို့ရှိရင်လေမိနစ်30မိနစ်40လောက်အချိန်ပေးရခိုးနေအရွယ်ကလေးလေးတွေစီးကြတယ်တော့အမြင်ကြီးကိုလေးစားလိုက်တာသူတို့ရဲ့တက်တီတွေကိုကတော့လေဒီ jungle coaster လေးစီးတာတော့မှတိတ်မကြောက်ရှာဘူးအော်လိုက်တာဆိုအမှနားသာထောင်းကြည့်လိုက်တော့just one lah. Silo le PV ဆိုတော့မွန်ချမ်းကိုစသွားမယ်။မွန်ချမ်းကိုရောက်တော့နေကင်း2နာရီထုံးနေပြီ။ hotel check in ဝင်ရမယ့်အချိန်နဲ့တွက်တီပဲ hotel check in ဝင်မယ် lunch စားမယ် lunch ကိုတော့အဲ့ hotel နောက်မှာရှိတဲ့ moon view ငန် restaurant မှာစားတယ်။အဲ့မှာဘာစားလဲဆိုတော့ကျုံမွေကျော်ရဲ့ငါးချင်စက်ဟင်းရဲ့ပြီးကြတော့ဗာလဲခူစီပေါင်းရင်သူ့ဆိုင်ကလေအရသာလေးတော်တော်လေးရှိတယ်ပြီးကြတော့ဈေးလေးလည်းပုံမှန်ပဲဈေးရမ်းမကြည့်ဘူးဒါပေမဲ့ဗီဒီယိုတော့မရိုက်လိုက်ရအောင်ဘိုက်စာတော့အလောတကြီးနဲ့စားလိုက်လို့စားလို့ပြီးသွားလို့ရှိရင်တော့ဒီပန်းအနီကြီးအများကြီးရှိရဆိုတဲ့နာမည်ကြီးတယ်ရင်ရံပန်းချယ်ပေါ့နော် flower garden ကိုတွားမယ်ရှင်ရံကိုတွားရင်လေကိုကာကိုကားရံနာစခန်းမှာထားခဲ့ရပြီးတော့သူတို့စီက highlight ကားနဲ့ဆက်တက်ရတယ်တော်တော်မှတ်ပြီးတော့လမ်းလေးကချင်းလေးအမိုးပဲ့အောင်မှာမတ်တက်ရက်စီးပြီးတက်ရတယ်ဆိုတော့လုံးဝစနစ်မြေဆောင်အလွင့်အောင်ဖြစ်ဒီပန်းကြီးနဲ့ဓာတ်ပုံလေးလှလှလေးရဖို့ဆိုလို့ရှိရင်လေနေထွက်ပြီးတနာရီနေမဝင်ခင်တနာရီမှရရင်လေအလှဆုံးပဲသိလားလုံးဝပန်းကြီးရနေရဲပြီးတော့pre wedding လာတဲ့သူတွေလည်းရှိရသိလားနှစ်တွဲစလုံးကမြန်မာလူမျိုးတွေပဲနောက်တစ်ခါခီးမသွားခင်လေလမ်းကိုလှလှလေးရှောက်တဲ့အောင်ကျင့်မှသိလားဆရာသမားကလေလမ်းပဲရှောက်ခိုင်းတယ်ကင်မရာလည်းမကြည့်ခိုင်းပြေးလည်းမပြေးခိုင်းလမ်းပဲရှောက်ခိုင်းသူများကြတော့လေလမ်းကိုကလမရှောက်လို့သူကြတော့တင်လိုက်ရတဲ့ idea နဲ့ညိုးလေးထိုးပါဟဲ့ရီပါဟဲ့ဆိုပြီးတော့
photo တွေ video တော့ရိုက်ပြီးပြီဆိုတော့တဲမဲ့ home stay ကိုပြန်မယ်ပေါ့နော်ဒီစင်မာလာမှာလာမယ်ဆိုလို့ရှိရင်လေ hotel booking ကို2လ3လလောက်ကြိုးလို့မှရမယ်တိလားလုံးဝတော့ booking က full home stay တိုင်း full ဒီ home stay တောင်မှလေကန်ကောင်းပြီးတော့ရပါဒါတော့မှလေ view ကောင်းတဲ့အခန်းကပြည့်သွားပြီเนาะကိုရီရတဲ့အခန်းနည်းနည်းလေးအောက်လျှော်ဂုံးလျှော်လေးနေရာမှာရှိတဲ့အခန်းကိုရတော့ဒါတော့ကန်ကောင်းလို့ရပါဈေးရလေလေခါတိုင်းချိန်တဲ့2ဆတောင်ပေးရတယ်ဒီချင်းမိုင်မှာတဲတဲ့ဟိုတယ်ကတော့မှအဲ့လောက်ဈေးမကြည့်ဘူးဒီအလုံးလေးပါလေးတဲဖို့တညတော်တော်ဈေးကြီးရသေးလားတနေ့ကုန်းမွန်ချမ်းမှာရှောက်လေပြီးတော့အခုညကတော့ကိုရီတဲမဲ့ဒုံးကိုရောက်နေပြီပေါ့နော်ဒုံးရဲ့အခန်းခြေနေလေးကိုပြမယ်နော်ဒီမှာကိုရီတဲတာတော့3ယောက်လာတဲတာဆိုတော့ဂရင်နှလုံးထည့်လိုက်တော့နည်းနည်းလေးအခန်းလေးကျင်းသွားတယ်ပုံမှန်ဆိုတော့အခန်းကျယ်မယ်ထင်တယ်ပန်ငါပေးထားတယ်ပန်ငါတော့လုံးဝမဖွင့်နိုင်ပါဘူးအေးတယ်အပြင်မှာတော်တော်အေးတယ်ဒီ view homestay view မွန်ချမ်း homestay ဒီဟာကနည်းနည်းလေးတော့မြို့ထဲနဲ့လှမ်းတယ်လုံးဝတောင်ပေါ်တက်တက်မှရှိတာဖြစ်တဲ့အတွက်တော်တော်လှမ်းတယ်ညဈေးပါရီတော့လမ်းလျှောက်သွားလို့မရဘူးကားနဲ့တက်တက်သွားမှရမယ်ဒါပေမဲ့လုံးဝသူကမောင်တိတ်ထိပ်မှရှိတာဖြစ်တဲ့အတွက် view ကတော့အရမ်းမိုက်တယ်ဒီ hotel တစ်ခုလုံးမှာတန့်လေးက4-50လုံးပဲရှိတာပေါ့နော်လူနည်းနည်းလေးနဲ့လုံးဝအေးအေးဆေးဆေးလေးလာတဲတဲ့နယ်လို့တော့ comment ပေးရပြီးကြလို့ရှိရင်အပြင်မှာရှိတဲ့ view လေးကိုလိုက်ပြမယ်toilet တို့ရေချွန်ခန်းတော့သူကအပြင်မှာဒါပေမဲ့ကို့အခန်းကနေထွက်လာတာနဲ့တန်းနေရပါပဲတက်တက်ကြီးတော့တော့မဟုတ်ဘူးကလောတို့နောင်ချိုတို့ကိုလည်းအဲ့လိုမျိုးအရန်ဖြစ်စေချင်တာလုံနိုင်နေတော်တော်လေးတော့ကလောကပူလှတယ်ဒီမှာလှတယ်ဆိုတော့ကလောတို့နောင်ချိုတို့ကပူလှတယ်အဲ့လိုမျိုးလုံနိုင်တော့တော်တော်မိုက်တယ်ဒီမှာဆိုလို့ရှိရင်ဒါပုံမှန်ပဲပေါ့နော် view ကအိတ်ခင် skin care ကိုကဲရမယ်ဆိုတဲ့တာဝန်တစ်ခုရှိတာဆိုတော့တောင်တန်းတွေကိုနောက်ခံထားပြီးတော့ skin care ပါမယ်အတွေ့အကြုံတွေအစ်စ်ပေါ့နော် feeling လေးကတမျိုးပဲအေးလေးနဲ့တောင်တွေကိုနောက်မှာထားပြီး skin care ဇိုးမိုက်တယ်မိကောအရင်ဖျက်ရမယ် skin care ကို你哪到得来欧妹？ညစာဟိုဟာလေသူတို့စီမှာနိုင်မကတ်တွေလည်းရှိရယ်နိုင်မကတ်တွေမှာထွက်စားလို့လည်းရသလိုဒီဟိုတယ်မှာဒီမူကထမှာလိုက်တာပေါ့နော်မူကထကဒီလို3ယောက်စာ19ဘတ်900ပေးရတယ်အဲ့ဒါပဲစားလိုက်တယ်အပြင်ပြန်မထွက်ချင်တော့အေးအေးလေးနဲ့ဟိုတယ်မှာပဲနှက်ချင်တော့လေplan နဲ့မှာလေနောက်နေ့မနေ့ကျလို့ရှိရင်မိုဂျန် skywalk သွားမယ်ပန်းရဲတိုက်သွားမယ်စီစဉ်ထားမယ်တကယ်တမ်းမသွားဖြစ်ခဲ့ဒီ hotel ဝင်းထဲမှာရဲ့ hotel နားပတ်ဝန်းကျင်တွေကိုပဲရှောက်သွားပြီးတော့ဓပုံလေးရိုက်လိုက်ဗီဒီယိုလေးရိုက်လိုက်ပဲလုပ်ခဲ့ပန်းနေနေကြတော့လေကိုကလည်းမိမသိပ်ဆန်နေဆိုတော့ပန်းအရင်ကြိုက်ရှာတာဆိုတော့လေပန်းနေနေဓပုံရိုက်ဘယ်လို idea ပေးရမလဲမသိအဲ့တော့ဝင်ကြီးတွေပတ်စံကုန်ပါတယ်လေဒီနားအလကားရတဲ့ပန်းလေးနဲ့ပဲရိုက်မယ်ဆိုပြီးတော့မိမမသွားဖြစ်လိုက်ဘူးဒီအလကားရတဲ့တဘာဝအလှတရားယူပဲတော့ဝိုင်းခံစားလိုက်တယ်အားကစားတိတ်လို့တာဆိုတော့လေ
ဒီ item လေးနဲ့ပြေးတာတော့ဟိုဂုံးတက်ဆိုတော့ဟောဟဲဆိုင်မယ်စင်နိုင်မှာချက်ကောက်လုပ်ပြီးတော့ချင်းမိုင်ကိုပြန်ဆင်းခဲ့ဒီနေရာကလေပန်းကြိုက်တဲ့သူတွေအတွက်လေလုံးဝ recommend ပေးရသေးလားကိုရီးယားတော့ပန်းသိမကြိုက်လို့ဟိုနေရာဆိုမရောက်ပြင်လေပန်းကြိုက်တဲ့သူတွေအတွက်ကလေလေစရာပန်းချန်နေမှာအပြည့်ပဲသေးလားပန်းကင်းနေပေါ့နော်ပန်းကင်းနေမှာအပြည့်ပဲဒီတစ်လပိုင်းအကုန်နဲ့2လပိုင်းအစားမှာဆိုလို့ရှိရင်လေနှင်းစီပန်းကင်းရဖွင့်မှာသူ့ရာသီပေါ့နော်အခုချိန်ကတော့မဖွင့်သေးဘူးကိုရီးသွားတဲ့ချိန်တော့သူ့မှာလေစရာပန်းကင်းနေမှာအများကြီးပဲလိမ်မိုးချမ်းနေလေးရှိတယ်သိုးချမ်းလေးရှိရသေးလားလုံးဝ recommend ပေးရတညအိတ်တောင်မလောက်ဘူးသူ့မှာရှိသမျှပန်းကင်းနေတာအကုန်လိုက်လဲမယ်ဆိုလို့ရှိရင်လေ